ချစ်ရင်ပြောချစ်လို့ရင်ပြောရတာပေါ့ချစ်ရင်ပြောအဲ့ဒီဆိုတာဒီပေါ့ဒီခုတော့ပေါ့နော်ဈေးကွက်ထဲမှာပေါ့အဲ့ဒီ EV ကားတွေကတော်တော်လေးကိုပေါ့နော်နေရာတစ်ခုအနေနဲ့ဈေးကွက်ထဲဝင်လာတယ်အကြည့်တက်တော်များလည်း EV ကားတော်များသုံးကြများကိုလည်း EV ကားနည်းနည်းတော့အာရုံရောက်တယ် EV ကားတွေပြောင်းစီးများပေါ့ဒါပေမဲ့အဲ့တို့ကြတော့လို့နည်းနည်းကားကျယ်မှအဆင်ပြေပါဟိုလုပ်ငန်းခွင်မှာကြတော့တောင်းတာလည်းရှိရမယ်နောက်ပစ္စည်းထည့်တဲ့အခါကျရင်လည်းဒီလိုမျိုးပေါ့နော်ဆက်မှုပဲပေါ့ကားကြီးမှဆိုတော့ဒီ BMW ကနေပြီးတော့ဒီကားလေးမျိုးရဲ့နော်ဒီ MB7 ကားလေးကိုပြန်ပို့တဲ့ပုံစံနဲ့ပြီးပေါ်တဲ့အခါကျတော့ကိုလည်း EV ကားတွေကိုစိတ်ဝင်စားတဲ့အခါကျတော့အတော်လေးဖြစ်တာပါရှင်ဟုတ်ဒါရောဒီမှာလည်းလိုပဲလေဒီကကြီးလဲကြီးရဲ့ဒီ BMW ကကြီးလဲကြီးရဲ့ပြီးလို့ရှိရင်ပုံစံ Alpha လိုပုံစံမျိုးလေးခီးသွားရင်လည်းအဆင်ပြေပြီးလို့ရှိရင်မှ7 seat ပါတယ်လေ7 seat ကပါတော့အဲ့ခါကျတော့ခီးပါသွားလို့ရှိရင်ကိုကအမြဲသွားလို့ရှိရင်လည်းတအုပ်တစ်စင်းသွားတာဟုတ်တယ်အဲ့ကျတော့နေရီပါသွားလို့လည်းအဆင်ပြေတယ်ဒီကိုရီရှူတင်အတွက်လည်းကြိုက်တဲ့ကားလည်းဖြစ်တယ်နောက်ကိုက EV တွေကလည်းအရင်ခစ်ထားလာတော့ခက်စားနေတော့ဒီပွဲကိုအရင်စိတ်ဝင်စားလို့ပေါ့နော်စိတ်ဝင်စားလို့ထားပြီးတက်တာပါနော် BB တော့နှစ်မျိုးရှိရနော်ဒီပါ standard ရဲ့ luxury နော် advanced luxury နဲ့ advanced ပေါ့ဟုတ်မျိုးရှိဟိုက luxury ဒါသဘောကျလို့ခုနသွားကြည့်ပြီးတော့တင်တာကျွန်တော်လည်း luxury ကိုသဘောကျအသက်ကြီးတော့နည်းနည်း luxury ပုံစံမျိုးလေးပဲစီစဉ်တာတတောင်းတာလည်းရှိတထိုင်လုံးကြီးကလေးစိတ်လို့ဟုတ်တယ်အရင်လည်းခီးသွားရင်တက်တက်တာရှိရဲ့ပုံစံမျိုးလေးပေါ့နော်ကျဲလဲကျဲလဲအဲ့ကျဲတာအားတာချက်ကြီးတာအားတာချက်ဟုတ်တယ်ကြီးတာအားတာချက်ကားကြီးကြီးနဲ့မှအဆင်ပြေတယ်ဟုတ်တယ်အဲ့တော့ဒီခု BMW ကတော့တော်တော်ကြီးတဲ့ကား size ဆိုတော့တော်တော်လေးအဆင်ပြေပြီးတော့ဈေးကွက်ထဲမှာလည်းလိုမျိုးနော်လိုမျိုးကြကြဝန်းနဲ့ခရီးသွားလို့ကောင်းတဲ့ကားမျိုး EV တွေမှာမပေါ်သေးဘူးဟုတ်တယ်ဒါ first time နဲ့ဟုတ်တယ်ဆိုတော့အခါကျတော့လေကိုလည်းပေါ့နော်ကိုလည်းကိုယ်တိုင်စီးဖို့တည်းလည်းစိတ်ဝင်စားတယ်အဲ့အတွက်ဒီနေ့ကွက်တက်ရင်းနဲ့ကားတွေလည်းထပ်ပြီးတော့လေ့လာပြီးတော့ကားဖြစ်သွားတာမောမြင်လေမောမြင်ဒီဘောချစ်ဘလို့မြင်လဲဒီဘောကတော်တော်ကြီးတယ်အေးဟုတ်တယ်ကားပြောတာလားကြိုက်လားမောကြိုက်လားဟောအကြီးသေးပေါ်မူတည်တယ်ကြီးတော့ကြိုက်တယ်ပေါ့နော်ကိုရီးယားကြီးကြီးပဲကြိုက်တာဟုတ်တယ်ကားကြီးတာကိုပြောတာကားကြီးတာကိုပြောကားကြီးကြီးမှအဆင်ပြေမယ်လို့နော်ဒီဘောတော့ဘယ်လိုလဲတဘောသားကြနေရောဆိုတော့ကြီးလဲကြီးတယ် luxury လဲမူလဲပါတယ်ဆိုတော့အဲ့ဒါကိုရီးယားဘောမဲပဲကိုလည်းအမဲပဲကြိုက်တာပဲဒါပေမဲ့အဖြူလဲမစိုးမိုက်တယ်ဟုတ်တယ်ကိုပြန်ရောက်တော့အဖြူကပိုစီကအမဲပဲစီးနေစားထင်တယ်အဲ့တော့ဘောဖြူလေးပဲရွေးလိုက်ပါโอเคကိုဘောဖြူလေးတယ်မဆိုအခုကျအနီးစောဘောမဲပဲပြောင်းစီးလိုက်တော့မယ်နော်ဘောတစ်ခေတ်ထပါစေပေါ့ဟုတ်တယ်ဘောတစ်ခေတ်ထပါစေလို့ဆူတောင်းပေးပါတယ်ဒီပွဲလေးလည်းအောင်မြင်ပါစေလို့နော်သားမြတ်ကနေဆူတောင်းပေးပါတယ်တကယ်မိသားစုနဲ့မိသားစုများတဲ့သူတွေဆိုရင်နော်ကြကြဝန်းနဲ့ခရီးသုံးမယ်အကျန်းသုံးမယ်ဆိုတော့ standard size ကိုသုံးလို့ရတယ်လုပ်ငန်းဝင်မှာသုံးမယ်ကိုရီပေါ့နော်တတောင်တာခရီးသွားကြမယ်ဆိုတော့ luxury လေးကိုနော် luxury လေးကိုရွေးပါလို့ပြောချင်ပါတယ်အကျန်းပေးချင်ပါတယ်နော်ကျေးဇူးပါကျေးဇူးပါတွေ့ပါရလေရှူတင်မှာမစုံတာရှူတင်မှာမစုံနော်စကေသားကဲစုံတယ်ဂျင်းစောရဲ့အဲဆိုလဲဂျင်းပါလဲတွေ့ရယ်ဘုံညအတူတယ်စကင်းရဲ့ဂျင်းရဲ့စပါးရဲ့ဟုတ်တယ်အဲ့ဟာနဲ့တူတယ်တသားတွေ့ရတင်စားနေတာဒီလို public မှာပဲလို့ပွဲတွေမှာမစုံပြတာအဲ့ဒါမျိုးဖြေတာပဲရှိတယ်အဲ့ဒါမျိုးဖြေရပဲရှိရပြင်မာတော့မျက်စက်တယ်ရှိတယ်ဟုတ်တယ်ဟုတ်တယ်နေဝဲထင်နေကြလူလည်းနှစ်ယောက်မဖြူတော့ဟုတ်ပါဟုတ်ပါဘာလဲတယ်ပါတည်တယ်ခေါင်းနဲ့ပိုကြီးပါစိတ်ကအပြိုကြီးမဟုတ်ဘူးဒါပေမဲ့ချစ်ကပုံလို့လားပေါ့ဟုတ်ဒါပေမဲ့စိတ်တိုက်ချင်းတူပဲဟုတ်တယ်ထိုက်ချင်းတူလို့နည်းနည်းလေးပေါင်းလို့ရပါတော့ဟုတ်တယ်မလွတ်လပ်လပ်နေရကြိုက်တယ်ကိုချစ်တယ် open side လို့ဆိုရင်ကိုချစ်တယ်နောက်ပတ်ဝန်းကျင်ကိုတိတ်ပြီးတော့ခဲမလို့ကိုလေးကိုလို့ချင်တာလေးပေါ့နော်ဆိုလို့လို့ရတယ်ဘယ်သူမှတိုင်ပင်စရာလည်းမလိုကိုရှာတဲ့ပတ်စံကိုတုံးမယ်ဟုတ်တယ်ကိုသွားချင်လားဘယ်သူမှတိုင်ပင်စရာမလိုခွင့်တောင်းစရာလည်းမလိုသွားလိုက်ရုံပဲနောက်ကြောင်းအေးတယ်အတချက်နော်ဟုတ်တယ်ချောနေပါကြည့်မမက်လေးကတကယ်တစ်ခါတွေ့တိုင်းချောလေးဖြစ်နေအဲ့ဒါအခု body ပိုလာလာတင်တော့စံနေနေတော့ကြာမလေးကိုအားချလို့ပါထွက်လာတော့ဟာသူ့ body ကလုံးဝအမိုက်စား FOE သူကစားနေတော့လေဟဲ့ပေါင်130တဲ့ဟုတ်တယ်အဲ့လိုကြောက်ရတယ်ဟုတ်တယ်အဲ့လိုမျိုးတွေချနိုင်တာတကယ်သူ့ရေးစားတယ်သူအရင်လုံနိုင်တယ်တကယ်တော့ဂျင်မာတွေ့တာဟန်တာဖြစ်တယ်ဟုတ်တယ်နောက်ဒီတော့ကတော့ကို body ဘိုက်တာသူအပြုံးလေးကိုကြိုက်တယ်သူပဆိုင်လေးတင်တော့ကြာအဲ့လိုအပြိုးအစုံနဲ့စိတ်လေးသဘောကျညစ်ခေဘူးလေတင်တော့စိတ်ဆိုးရင်စိတ်ဆိုးမသိရပါဘူးဆိုချစ်အဲ့လိုမပြောနဲ့အဲ့ဒါသူစိတ်ဆိုးတာအဲ့လိုပြောပါအရင်လေလို့သူကပြောအရင်ချစ်ဖို့ကောင်းတာလေစိတ်ဆိုးရင်တော့မှအတန်းအဲ့လိုဖြစ်တယ်သူလုံးဝစိတ်ဆိုးတဲ့တံမဖြစ်ဘူးကြာတယ်တင်တော့အဲ့လိုမပြောနဲ့သူစိတ်ဆိုးတာအဲ့ဒါလည်းနည်းနည်းဆဲနော်အဲ့လိုနော်တကယ်စိတ်ဆိုးတဲ့အချိန်မကြုံဘူးလို့နေမယ်ဒါနဲ့ခီးတဲ့မြက်သွားတယ်အရင်ပြီးခဲ့နော်ဟိုးနှစ်တည်းသွားပြတယ်ဆိုတော့ဒီလိုပဲ public မှာဒါမှမဖြစ်တာကိုရီးယားပုံမတင်တာမနော်ဟိုတူကပုံမတင်မှလာမရဖြစ်တယ်
လူကြီးနေအပြိုးကြီးဖြစ်ပြီးအကုန်လုံးတောက်ပပြီးလှပနေတယ်မြောက်စလုံးက ဟုတ်တယ်အဲ့လို နော်အဲ့တော့အကြိုက် တယောက်တည်းပဲတောက်ပါတာချင်းတူတာပေါ့နော်ပွဲလေးတော့လား ဟုတ်တယ် ဟုတ်ကဲ့ပါဒီဘောဒီ car brand ပေါ့နော်ထိုးဖောက်နိုင်ပါစေတကယ်လဲရောင်းကောင်းပါစေကျွန်တော်တို့လည်းစိတ်ဝင်စားတယ်အားပေးဖို့လည်းစီစဉ်ရှိရဲအားလုံးလည်းအားပေးနိုင်ကြပါစေ ဟုတ်ကဲ့ပါဒီ formidable ကနေဒီကားကြီးက TV ထဲမှာဆိုတာမတွေ့ဘူးသေးတယ်မရှိသေးတဲ့ကားမိသားစုတုံးပေါ့နော်အကျမ်းမဲ့သုံးလဲဆိုရင်ပဲသုံးတော်တော်လေးအဆင်ပြေပြီးပေးရတဲ့ဈေးနဲ့နော်တကယ်ကိုသုံးလို့လာတတ်တော့တာရှိမယ်ဝင်ကျဲတဲ့ကားမျိုးဖြစ်ပါတယ်တဲ့မြတ်တော်ကတော့မိသားစုလိုက်စီးမယ်ဆိုတော့ဒီ BA မြန်မာကားလေး recommend ပေးချင်ပါတယ်ဒီပွဲလေးဒီနှစ်ခုကြည့်ပြီးတဲ့ခါကျတော့လဲ boss showroom မှာ BA မြန်မာ showroom မှာပေါ့နော်လာကြည့်ပြီးတော့လေးလာလို့ရပါလို့ဖိတ်ခေါ်ချင်